တကယ်ကြီးလားကိုယ်တိုင်မွေးတာရွာကြီးပြီးရင်ဟာစာတင်ကျောင်းလည်းဟိုဒီလေခွန်ကျောင်းလည်းပြီးတော့စိတ်ရင်းကတော့နှစ်တဲ့လို့လက်ပေတွေကအားလုံးထောက်တယ်လက်တွေကဟွာပဲဗျာဟုတ်ပါဘူးနော်ဟွာပါလက်ဟိုလာပေါ့ဒီလိုဆိုတော့စိတ်မရှိဘူးနော်တူတူလုံးအလုပ်လုပ်နော်အဲ့တော့ဗျာကျွန်တော်တို့ကအခုစူလာမတက်ညာလေသူကဒီတော့ရနေတယ်ဟုတ်စူလာတက်လိုက်တော့ဘာအသေးရှိနေတယ်ဟိုအဆင်ကြီးရတယ်ဒီဒီတော့လည်းရေရနေတယ်စူလာမတက်လေဒီပြည့်စူလာမတက်လေရေကတော့တောက်ရတာပဲတက်ချင်းတက်လိုက်တဲ့အတွက်ဘာသူသွားနေလဲဒီကဒီဘိုးနေတော့ဒီဘိုးလေးနေတာထိတ်ထိတ်လေးနေတာဒီဘိုးရေကနေတာကိုကြစီနေတော့ကိုကြစီနေတော့မင်းပြန်ရှိတော့ဟုတ်ကဲ့ဟိုဒီလိုတက်နေတယ်မတားတယ်နော်တက်ကြလို့ညာသူလည်းကြည့်ရမှာဘယ်လိုကြည့်ရလဲကြည့်ရတယ်ဒီမှာတော့သူကလည်းဒီကဒီတော့ဒီတော့ပတ်ပြတဲ့နေရာကျတော့ဒီလိုက်ဒီမှာအားလုံးတော့ဟုတ်ကဲ့ဒီကြောင်တော့မစားဘူးဒီလိုသိနေ